အားလုံးပဲမင်္ဂလာပါเนาะချမ်းရဲ့ page လေးကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ချမ်းကဒီဂျွန်လ9ရက်နေ့ပေါ့เนาะချမ်းရဲ့အသက်40ပြည့်မွေးနေ့မှာပေါ့เนาะဒီလဲကူကဖောက်တော့ရမှာဒီသွားပြီးတော့စွန့်ကတ်တဲ့လေစွန့်ကတ်တဲ့အလူလေးကိုတင်လိုက်ပါတယ်အဲ့ဒီကြောင်းမှာပေါ့เนาะချမ်း2016ကနေပြီးတော့ဒီအခု2026တိဆိုစွန်ကတ်တာပေါ့နော်ဟိုရာသက်ပံပေါ့နော်နှစ်စင်စွန်အလှလှတာအခုဆိုရင်17နှစ်တိတိရှိသွားပါပြီချမ်းတို့ရေစွန်ဆဆကတ်တဲ့အချိန်တော့ကတော့တသိန်းပဲပေးရပြီးတော့ပေါ့နော်အခုတော့ဒီ2နှစ်ကပေါ့စပြီးတော့တသိန်းခွဲဖြစ်သွားပါတယ်ဒါကတော့မွေးနေ့ရှင်တယောက်အတွက်ပေါ့နော်အဲ့မှာမှအခုချမ်းခုနကဆိုင်းဘုတ်လေးမှာပြထားသလိုမျိုးမွေးနေ့ပေါ့နော်ဥမာ3-5ယောက်ပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးဆို तू ကဒီစွန်းဒီ level တခုသတ်မှတ်ထားပါတယ်စွန်းစရိတ်ပေါ့နော်ပိုးတယ်ဆိုတော့လေ तू ကဒီအလှရှင်မရှိတဲ့ရက်တွေတခြားလိုအပ်တဲ့နေရာတွေထဲမှာထည့်ပါတယ်ရှင်အလှရှင်တယောက်ကပေါ့နော်အပိတ်သက်9ယောက်တော့ तू ခေါ်လာခွင့်ပြုပါတယ်ရှင်တခါလေကြာရင်တော့လဲချမ်းကဒီဝါဆိုသင်္ကန်းတွေပါတယ်ပေါ့နော်အဲ့ဒီအတွက်ကြိုပြီးတော့လက်ကပ်ပါတယ်ဒါပေမဲ့ဒီနှစ်ကတော့ဒီချမ်းရဲ့ဒီတိုက်ကြီးချမ်းပါပဲပေါ့နော်ဝါဆိုသင်္ကန်းကပ်မဲဆိုပြီးတော့ချမ်းဒီတစ်ခေါက်တော့မလူခဲ့တော့ပါဘူးဒီတိုင်းပဲစွန်လေးပဲလူခဲ့ပါတယ်ရှင်သူကအပတ်စင်ပေါ့နော်ဗုဒ္ဓဖူးနေ့တိုင်းတော့ဒီတက်လို့ဟင်းပါရှင်ဒီအခုတော့တရားစခန်းမရှိသေးဘူးပေါ့နော်ဒါကဒီကျောင်းမှာဒီနေတဲ့ပေါ့နော်ဒါကတော့ယောဂီတွေပါပဲဟိုပုံမှန်လဲသူကတရားစခန်းလေးဖွင့်ပါတယ်ရှင်ချမ်းတို့တွေစွန့်ကပ်ပြီးတာနဲ့ဒီဖုံနေဒီပေါ့နော်ဒီဆရာလေးတွေဒီယောဂီတွေကစွန့်စားပါတယ်စွန့်စားပြီးရင်တော့ချမ်းတို့ဒီအပိတ်သက်တွေကစားပါတယ်ဒီနေ့ဟင်းတွေကတော့ငါးငပိချက်ရဲ့ပစွန်ပဲသီးကြော်ရဲ့ပြီးတော့နောက်ခါကျတော့ဒီပဲကြော်တုပ်လေးရဲ့အကြော်တုပ်ပေါ့နော်ပြီးတော့ချမ်းမရိုက်မိတာရှိပါတယ်အဲ့ဒါတော့ညှက်ခောက်ဆွဲတုပ်လေးပါဒါကတော့ကမွန်းချင်ရဲ့ချင်းဟင်းလေးပေါ့နော်ပြီးတော့သူကဒီဟိုအခုကတော့ဒါအချိုပွဲပေါ့နော်တရက်နဲ့တရက်ကတော့ဟင်းမီလေးတွေကမတူပါဘူးရှင်သူကအလှရှင်တအူးကိုပေါ့နော်ဒီ9ယောက်ထိသတ်မှတ်ထားပေမဲ့အပိုခေါ်လာခြင်းတော့စွန်းစီလေးထပ်ပြီးတော့ extra charge ထပ်ကောက်ပါတယ်ချမ်းတီရဲ့ပိုင်းကြီးပေါ့နော်အစားအသောက်ဘလော့လေးတွေတိတ်မရိုက်ဖြစ်ပါဘူးချမ်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်ရှင်